ဘောဘာကထုတ်တဲ့အထည်တွေကိုချိုးချိုသားတက်တင် quality အမခံပြီးတော့ရောင်းပေးပါတယ်ရှင်။ဘာဖြစ်လို့အမခံနိုင်တာလဲဆိုတော့ခိုင်ကဒီဇိုင်းတွေဆိုရင်ခိုင်ကိုယ်တိုင်ပဲထုတ်ပါတယ်။ခိုင်ကတခြားပေါ့နော်အရင်ဆုံးဒီဇိုင်းထုတ်တော့မယ်ဆိုရင်ဘာကိုကြည့်လဲဆိုတော့ဒီ local brand တွေပေါ့နော် local brand တွေကိုလိုက်ရှာကြည့်ရဲဘာလို့လဲဆိုတော့ခိုင်ကဒီဇိုင်းတူမှာစိုးတယ်တခြား local brand တွေနဲ့ဒီဇိုင်းတူမှာဆိုတဲ့အတက်နိုင်ဆုံးတော့တခြား local brand လေးတွေနဲ့ဒီဇိုင်းကွဲအောင်လို့ခိုင်ထုတ်တယ်ဘာဖြစ်လို့လဲဆိုတော့ခိုင်အဲ့လိုမျိုးပေါ့နော်တခြား local brand ထုတ်ထားတဲ့အထည်တွေဆိုဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်သူတို့ကိုယ်စွမ်းညံတော့နဲ့ထုတ်ထားဖြစ်တဲ့အတွက်ခိုင်ကအဲ့လိုမျိုး copy ယူရမျိုးအဲ့လိုမျိုးလည်းမဖြစ်ချင်ဘူးတူတာမျိုးလဲမတိလိုက်လို့တူသွားတာမျိုးလည်းမဖြစ်ချင်ဘူးအားကြောင့်ခိုင်ကအရင်ဆုံးလေးလာပြီးတော့မှခိုင်ကိုယ်တိုင်ဒီဇိုင်းဆွဲတယ်ခိုင်ကအရင်တော့ဆိုရင်မြန်မာဝတ်စုံတွေချုပ်တယ်မြန်မာဝတ်စုံတွေကိုခိုင်ကကျွမ်းကျွမ်းကျင်ကျင်ချုပ်တတ်တယ်ဘလို့သမီးဝတ်စုံတွေချီလဲချုပ်ခဲ့ဘူးလေအဲ့ကြတော့ဘောနော်ဒီဇိုင်းမျိုးစုံလဲချုပ်ခဲ့ဘူးတာဖြစ်တဲ့အတွက်အခုဒီ ready made ကိုလုပ်တဲ့ချိန်မှာလဲဒီလိုမျိုးအရင်တော့ချုပ်ခဲ့မြန်မာဝတ်စုံလေးတွေနဲ့တချို့ဟာလေးဆိုရင်ဆက်ပြီးတော့တွေးပြီးတော့မှဒီဇိုင်းလေးတွေကိုထွင်ပြီးတော့ထုတ်ပြပါတယ်ခိုင်ဒီဇိုင်းတစ်မျိုးထုတ်တော့မယ်ဆိုရင်လေဘယ်လိုပြောမလဲခိုင်နေရောညာရောအိတ်ချင်ရောဒီဒီဇိုင်းကိုမထွက်မချင်းကအကောင်းထဲမှာအမြဲတမ်းရှိရဒါကိုပဲစဉ်းစားနေတယ်ထွက်လာပြီဆိုရင်လည်းခိုင်အရင်ဆုံးစဉ်းစားတာကဒီဒီဇိုင်းလေးကိုဘယ်လိုပတ်တန်ဆွဲရမလဲဘယ်လိုချုပ်ရမလဲဒါတွေကိုအရင်စဉ်းစားတယ်စဉ်းစားပြီးဆိုတာနဲ့ခိုင်ပတ်တန်စဆွဲတယ်ပေါ့နော်စဆွဲပြီးတော့ဆက်မဲ့တစ်ထည့်အရင်ထုတ်တယ်ဝစ်ကြည့်ရဲ့အဆင်မပြေဘူးဆိုရင်ပြန်ပြင်တယ်နောက်ထပ်ပတ်တန်ပြန်ပြင်တယ်အဆင်ပြေရဆိုရင်တော့ဒီပတ်တန်လေးကိုပဲထုတ်လိုက်တယ်ခိုင်ဒီဇိုင်းတစ်မျိုးထုတ်ဖို့အတွက်အချိန်ကြီးအများကြီးပဲယူပြီးတော့မှထုတ်ထားတာပဲဖြစ်ပါတယ်ကတ်တင်ပိုင်းဆိုရင်လည်းခိုင်ကဆိုင်မဲ့ထုတ်ပြီးတော့ဝစ်ကြည့်ရဲ့အချိုးစားလေးအချိုးစားကြရဲ့လားပေါ့နော်ကတ်တင်ကြရဲ့လားဝစ်ကြည့်ရဲ့ကတ်တင်ကြရဲ့ဆိုမှခိုင်ကထုတ်တာဖြစ်ပါတယ်တို့ကစတမာလေးကြောင့်တော့ဒီပခုံးတွေပေါ့နော်ချင်းလို့ကျင်းချင်တာတို့ပခုံးဒီပခုံးကျဲလို့ကျဲချင်တာတို့အဲ့လိုမျိုးလေးတော့ရှိရဲအဲ့ဟာလေးကတော့ခိုင်တို့အနေနဲ့တကယ်ကိုပြင်ပေးလို့မရလို့ပါဘာလို့လဲဆိုတော့ခိုင်ကဒီလူအများကြီးအတွက်ကိုထုတ်တာဖြစ်တဲ့အတွက် standard size ကိုရွေးပြီးထုတ်ထားတာဖြစ်တဲ့အတွက်တဦးတယောက်ချင်းစီကိုခိုင်ကပြင်ပေးဖို့အတွက်အဆင်မပြေလို့ပါရှင်ဒါကြောင့်မို့ကတ်တင်မိုင်းကိုလည်းစိတ်ချလို့ရပါတယ်ချုပ်သား quality ဆိုရင်လည်းခိုင်တို့ကနောက်ဆုံးထွက် jet A4C set တွေနဲ့ချုပ်တာဖြစ်တယ်ပြီးတော့ဒီချုပ်သားကိုခိုင်တို့ကတလက်ရတယ်တညီရဲထွက်အောင်လို့ခိုင်အမြဲတမ်းဒီဝန်ထမ်းတွေကိုဆိုရင်ကြည့်ပေးဖြစ်တယ်ဒါကြောင့်မို့ချုပ်သားပိုင်းကိုလည်းစိတ်ချလို့ရပါတယ်ပေါ့ပါမှာဆိုရင် customer တွေစိတ်ချလက်ချနဲ့ဝယ်ယူအားပေးလို့ရပါတယ်စားလေဆုံးခိုင်တို့ကိုယ်တိုင်ပဲထုတ်ထားတာဖြစ်ပါတယ်တခြားဘဲချုပ်ရုံမှလည်းအပ်ထားမျိုးလည်းမရှိပါဘူးပတ်တန်တွေတခြားမှအပ်ထားမျိုးလည်းမရှိပါဘူးခိုင်တို့ကိုယ်တိုင်ပဲပတ်တန်ဆွဲတယ်ဆံပဲထုတ်တယ်ညှက်တယ်ချုပ်တယ်အစအဆုံးပေါ့နော်ပါကင်ပိတ်တာကစအစအဆုံးကိုယ်တိုင်ပဲထုတ်တဲ့စက်ရုံဖြစ်တဲ့အတွက်ကြောင့်ဒီ quality ဘိုင်းကိုလည်းအာမခံပါတယ်စိတ်ချလက်ချနဲ့ဝယ်ယူအားပေးလို့လည်းရပါတယ်ရှင်အခုချိန်ကြီး